ဟုတ်ကဲ့ဆိုင်နေတော်တော်များများကလက်ဖက်ဆိုလို့ရှိရင်တင်ရောင်းရမှာကြောက်ကြတယ်ပေါ့နော်ဆိုင်နေတော်တော်များများကဘယ်လိုဆိုင်နေတော်တော်များများလဲဆိုလို့ရှိရင်ကျမတို့အရင် marketing ဆင်းခဲ့တဲ့အတွေ့အကြုံရဆိုရင်ကျမကိုယ်တိုင် marketing ဆင်းတယ်စူပါမားကတ်တွေမီမတ်တွေစတိုးဆိုင်တွေစားတဲ့ဖြစ် marketing ဆင်းတဲ့နေရာမှာမင်္ဂလာပါကျမတို့ကဒီလက်ဖက်နဲ့အကျော်ဆုံးလုပ်ငန်းမှာလက်ဖက်လေးတွေကိုလူကြီးမင်းတို့ရဲ့ဆိုင်နေမှာတင်နေမှာသလားစသည်ဖြင့်ကိုက marketing စပြီးဆင်းလိုက်လို့ရှိရင်သူတို့ကဒီလက်ဖက်ဆိုပြီးတော့အတန်ကြားလိုက်တာနဲ့ကိုခါတီးတီးကိုညင်းရတယ်ပေါ့နော်ခါတီးတီးကိုညင်းရတယ်ပြီးလို့ရှိရင်တချို့ဆိုင်တွေဆိုလို့ရှိရင်သူတို့ရဲ့ဆိုင်ဝန်ထမ်းလေးတွေကကျမတို့ဒီဇယန်းမြနုပြည့်တဲ့စိတ်ကိုသိတယ်ပြီးလို့ရှိရင်သူတို့ဆိုင်မှာတင်ရောင်းတဲ့အနေထားအရအရန်ရောင်းကောင်းတယ်တင်ကြည့်ပါလားလို့ဆိုင်ရှင်တွေပြောတဲ့အနေထားမှာတော့တချို့ဆိုင်ရှင်တွေကဒီလက်ဖက်ဆိုရင်ခါတီးတီးညင်းရတယ်ပေါ့နော်ဘာလို့အဲ့လိုဖြစ်ရတာလဲဆိုရင်ဆိုင်ရှင်တွေကဘာလို့ကြောက်တာလဲဆိုလို့ရှိရင်ကျမတို့ပြောပြမယ်ပေါ့နော်များသောအားဖြင့်ဒီလုပ်ငန်းရှင်တွေကပေါ့နော်တစ်ဖက်ကိုတင်ရောင်းလိုက်တယ်ဆိုရင်ဥမာထားပါတော့ဘယ်တစ်စိတ်ပဲဖြစ်ဖြစ်တင်ရောင်းလိုက်တယ်ဆိုလို့ရှိရင်တစ်ဖက်ဆိုတာကတခြားစားသောက်ကုန်ပစ္စည်းတွေထက်အဲ့ဒါများတယ်ပေါ့နော်အဲ့ဒါများနိုင်တဲ့အနေအထားလေးရှိတယ်ဥမာမုံကျွတ်တွေပါတော့ဒီစကိတ်ကိုတင်ရောင်းလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒါတွေမရှိဘူးပေါင်မုံကိတ်မုံတွေဆိုလို့ရှိရင်လည်းပေါင်မုံကိတ်မုံတွေမှာသူ့ရဲ့ပတ်မှတ်ထားတဲ့ expire ပြည့်သွားလို့ရှိရင်အဲ့ဒါတွေဖြစ်လာနိုင်တယ်လက်ဖက်မှာဆိုလို့ရှိရင်လည်းလုပ်ငန်းရှင်တွေအဲ့လိုယူဆကြတာပေါ့နော်သူတို့လက်ဖက်တင်ရောင်းလိုက်လို့ရှိရင်အဲ့ဒါတွေဖြစ်လို့ရှိရင်မမြတ်တဲ့ပြင်သူတို့ရှုံးမယ်စီးပွားရေးလုပ်ငန်းရှင်တွေကတော့သူတို့ကဒီပစ္စည်းကိုရှောင်းမပေးကြနေလို့ရှိရင်သူတို့ကတော့လက်မခံဘူးဒါစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ဘယ်လိုပြောမလဲအယူအဆပဲပေါ့နော်ပြတ်သားတဲ့အယူအဆပဲဒါပေမဲ့လုပ်ငန်းရှင်များရှင်ကျမတို့ဆိုင်ရာထုတ်တဲ့လက်ဖက်ဘူးလေးတွေကိုယူရောင်းကြည့်ကြပါရှင်မကြောက်ကြပါနဲ့ရှင်ကျမတို့ဆိုင်ရာဆိုလို့ရှိရင်ကျမတို့ဒီလိုဘူးလေးတွေကို expire 2 လပေးပါတယ်ရှင်ဒါဆိုလို့ရှိရင်အညွတ်နဲ့အချိုဆက်ဘူးပေါ့နော်ဒီကအထက်ကလေးစုပ်ပုံနဲ့ပေါ့နော်ကျမတို့ဒါ expire 2 လပေးပါတယ် expire 2 လအတွင်းအဲ့ဒါဖြစ်ခဲ့လို့ရှိရင်အကြောင်းမျိုးကြောင့်မလို့အဲ့ဒါဖြစ်ခဲ့လို့ရှိရင်ပစ္စည်းအသစ်ပြန်လဲပေးပါတယ်2 လအတွင်းမှာတော့ကိုယ့်ရဲ့ရောင်းအားနဲ့ချစ်ချင်ပြီးကိုယ်အောင်ရောင်းရမယ်ပေါ့နော်ကျမတို့ပြန်လဲပေးတဲ့ဆိုတာကလည်းရောင်းမကုန်တဲ့ပစ္စည်းကိုကိုယ့်ရဲ့ဆိုင်မှာတင်ထားတဲ့ဖုံးတက်တဲ့ဝယ်သူမလာဘဲနဲ့ရောင်းမကုန်တဲ့ပစ္စည်းကိုပြန်လဲပေးခြင်းမျိုးမဟုတ်ဘဲနဲ့ကိုယ့်ပစ္စည်းကဒီပေးထားတဲ့ expire 2 လအတွင်းမှာအဲ့ဒါတခုခုဖြစ်ခဲ့လို့ရှိရင်ကျမတို့ဆိုင်ဘက်ကနေတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ပြန်ပြီးတော့လဲပေးပါတယ်ရှင်ပစ္စည်းလေးတွေအထားခံအောင်ဒေတာနည်းစနစ်ကြကြနဲ့ပြုလုပ်ထားတာပါရှင်တစ်ဖက်ဆိုလို့ရှိရင်လည်းဇင်လက်ဖက်အညွန့်လေးတွေပဲသုံးပေးထားပါတယ်ကြာပတောင်းမျိုးကလုပ်ငန်းရှင်တွေလည်းကျမတို့ဒီပစ္စည်းလေးကိုပြန်ကြည့်သားဖို့ဒီ TikTok စီဗီကနေ TikTok ကနေပဲဒီဖုန်းကနေ social media ကနေပဲပြောချင်ပါတယ်ရှင်ဒါလေးတွေကိုဘယ်လိုအပေးချင်လဲဆိုရင်တော့ကျမတို့ဆိုင်အရာပို့ဆောင်ပေးပါတယ်လူချင်းမင်းတို့ဟယ်လိုတစ်ချက်လောက်လိုက်တာနဲ့ဆိုင်အရာပို့ဆောင်ပေးပါတယ်ရှင်အကယ်၍အကြောင်းမျိုးကြောင့်မလို့လားအဲ့ဒါဖြစ်ခဲ့လို့ရှင်လေဟယ်လိုလောက်လိုက်တာနဲ့ပစ္စည်းလေးတွေဒါပဲပြီးတော့ပြန်လဲပေးပါတယ်ရှင်ဘယ်ဖုန်းလေးတွေကိုမှယူအပေးရမလဲဆိုတော့ကြတော့